ဂီတဆိုတာအကြောင်းအရာခံစားချက်စသည်တို့ကိုအတန်ဖြင့်ဖော်ပြတဲ့အမှုပညာဖြစ်ပါတယ်ဂီတအစအတန်ကအတန်တွေဟာဒီလိုင်းများရဲ့တုန်ခါမှုကြောင့်ဖြစ်ပေါ်လာပြီးတာယာတန်နှင့်စူညံတန်ဆိုပြီးအတန်နှစ်မျိုးရှိပါတယ်တာယာတန်ဆိုတာပုံမှန်ချိန်နှုန်းများဖြင့်တုန်ခါမှုညီညာတဲ့အတန်တွေဖြစ်ပြီးစူညံတန်တွေကတော့ပုံမှန်ချိန်နှုန်းများဖြင့်တုန်ခါမှုမညီညာတဲ့အတန်တွေပဲဖြစ်ကြပါတယ်ပုံမှန်ချိန်နှုန်းများအဆက်မပြတ်တုန်ခါခြင်းမှာဖြစ်ပေါ်လာတဲ့ဂီတသံဟာနားထောင်သူများကိုတာယာမှုတစ်စုံတရာဖြစ်စေပါတယ်ညီသည့်ဂီတသံကိုမဆိုထုံးလို့ခေါ်နိုင်ပြီး pitch ဆိုတာကတော့အတန်တွေရဲ့အနည်းမြင့်ကိုရည်ညွှန်းတိုင်းတာတဲ့စကားလုံးပါအင်္ဂလိပ်ဘာသာစကားမှာအခရာ26လုံးရှိသလိုဂီတမှာလည်း A B C D E F G ဆိုတဲ့အခရာ9လုံးရှိပါတယ်ဂီတနှုတ်တွေကော့တွေကိုအဲ့ဒီအခရာ9လုံးနဲ့ပဲရေးသားပါတယ်step တင်းရဲ့ဂီတမြေပုံဂီတနှုတ်တွေကိုရေးတဲ့အခါ step လို့ခေါ်တဲ့ရေပြင်ကြီးမြင်းငါးချောင်းပေါ်မှာရေးတယ်၎င်းမြင်းငါးချောင်းပေါ်မှာရေးတဲ့နှုတ်တွေကိုတော့ step note လို့ခေါ်ပါတယ် step ရဲ့မြင်းတွေပေါ်မှာရေးတဲ့နှုတ်တွေကို line note လို့ခေါ်ပြီး step ရဲ့မြင်းနှစ်ခုကြားမှာရေးတဲ့နှုတ်တွေကို space note လို့ခေါ်ပါတယ် step ရဲ့မြင်းငါးချောင်းအပြင်မှာမြင်းတူလေးတွေဆွဲပြီးရေးတဲ့နှုတ်တွေကိုတော့ ledger line note လို့ခေါ်တယ် step note တွေဟာအပေါ်တက်လေအတန်မြင့်လေအောက်ဆင်းလေအတန်နှိမ့်လေလေကားတစ်ခုလိုမြင်ကြည့်ပါလေကားပေါ်ကိုတက်သွားရင်မြင့်မယ်လေကားအောက်ကိုဆင်းလာရင်နှိမ့်သွားမယ်clap clap ဆိုတာ step note ရဲ့အစမှာရေးတဲ့သင်္ကေတတွေပါအတန်နှိမ့်မြင့် pitch တို့ရဲ့ဒီနေရာနဲ့ညီသည့်ဒုရိယာတွေတီးမယ်ဆိုတာကို clap ဖြင့်ဖော်ပြပါတယ် melodic instrument တွေအတွက် treble clap bass clap alto clap tenor clap စတဲ့၄မျိုး percussion instrument တွေအတွက် neutral clap တစ်မျိုးစုစုပေါင်း clap 5မျိုးရှိပါတယ်ဂီတမှာအခြေခံအကျဆုံးနဲ့အသုံးအများဆုံးကတော့ G clap လို့ခေါ်တဲ့ treble clap ပါပဲ guitar flute trumpet violin mandolin piano right hand soprano vocal pad စတဲ့အမြင့်တန်အုပ်စုတွေအတွက်အသုံးပြုပါတယ်စာတပုတ်ကြပြတပုတ်မှာစာပိုက်လေးတွေခွဲထားသလိုပဲတေးသွားတပုတ်မှာလည်းဘားလိုင်းဒေါင်းလိုင်းမြင်းတွေနဲ့ဂီတစာပိုက်လေးတွေပိုင်းခြားထားပါတယ်။ဘားလိုင်းမျိုးစား2မျိုးရှိတယ်။တစ်ကြောင်းနဲ့ရေးတဲ့ single ဘားလိုင်းနဲ့ဂီတပိုက်ရဲ့အဆုံးသက်တိုင်းမှာပုံမှန်ချသလို2ကြောင်းရေးရတဲ့ double ဘားလိုင်း၎င်းတို့ဖြင့်ပိုင်းခြားထားတဲ့ section ငယ်များကို one bar သို့မဟုတ် one measure လို့ခေါ်ပါတယ်။လူတွေမယံမနာနှလုံးခုန်နေသလိုပဲတေးသွားတစ်ပုတ်ရဲ့အစမှအဆုံးတိုင်အောင်မယံမနာလှုပ်ရှားသက်ဝင်နေတဲ့အရာကို C-jet beat လို့ခေါ်ပါတယ် C-jet ဆိုတာတေးသွားတစ်ပုတ်ရဲ့ရင်ခုန်သံပါပဲ time signature ဆိုတာတချင်းရဲ့ one measure သို့မဟုတ် one bar မှာ C-jet ဘယ်လောက်ပါတယ်လဲဘလို့စီးချက်အမျိုးအစားလဲဆိုတာကိုဖော်ပြပေးတဲ့ကဏ္ဍနှလုံးပဲဖြစ်ပါတယ်အပေါ်ကဏ္ဍက number of the beat one measure one bar မှာပါဝင်တဲ့စီးချက်အရွယ်အတွက်ဖြစ်တဲ့
အောက်ကနန်းက value of the note စီးချက်ရဲ့တန်ဖိုးဖြစ်ပါတယ်ဥပမာ4 time တဲ့ချမ်းတစ်ပုဒ်မှာဆိုရင် number of the beat က4 value of the note က crochet 4 crochets in a bar တဘာမှာ crochet ၄ခုဖြင့်ရေးဖွဲ့ထားတဲ့ချင်း3 time မှာဆိုရင်လည်း number of the beat က3 value of the note က crochet 3 crochets in a bar တဘာမှာ crochet 3ခုဖြင့်ရေးဖွဲ့ထားတဲ့ချင်း8 time တဲ့ချမ်းတစ်ပုဒ်မှာဆိုရင်လည်း number of the beat က6 value of the note က quiver 6 quivers in a bar တဘာမှာ quiver 6ခုဖြင့်ရေးဖွဲ့ထားတဲ့ချင်းtime value ဆိုတာ note value note တန်ဖိုးကိုပြောတာပါ note value note တန်ဖိုးတွေဟာ the duration of the song အတန်ရဲ့ကြာချိန်ကိုဖော်ပြပါတယ်ဒီလိုဘဲဥပုံသင်္ကေတလေးကို semi brief လို့ခေါ်ပါတယ်4 beat စီးချက်၄ချက်တန်ဖိုးရှိတယ်စီးချက်1မှာစတီးပြီးတော့နောက်ဆုံးစီးချက်4အထိအတန်ဆွဲထားရပါမယ်semi brief ဟာ4 time နဲ့1 bar တစ်ခုလုံးတန်ဖိုးရှိတာကြောင့် whole note လို့လည်းခေါ်ပါတယ် semi brief ကိုမြင်းတစ်ကြောင်ထပ်ဆွဲထားတဲ့သင်္ကေတကို minim လို့ခေါ်ပါတယ်2 beat စီးချက်2ချက်တန်ဖိုးရှိပါတယ် minim နှလုံးတီးတဲ့အခါwhole note ရဲ့ထက်ဝက်ဖြစ်တဲ့4 time နဲ့1 bar ရဲ့ထက်ဝက်တန်ဖိုးရှိတာကြောင့် half note လို့လည်းခေါ်ပါတယ်။ meaning ရဲ့ note ကောင်းလေးကိုအမဲရောင်ခြေထားတဲ့သင်္ကေတကိုတော့ crochet လို့ခေါ်ပါတယ်။ 1 beat စီးချက်တစ်ချက်တန်ဖိုးရှိတယ်။ crochet လေးလုံးတီးတဲ့အခါ4 time နဲ့ 1 bar ရဲ့၄ပုံတစ်ပုံဖြစ်တဲ့အတွက် quarter note လို့လည်းခေါ်ပါတယ် crochet ကိုအမီတစ်ချောင်းတက်လိုက်တဲ့အခါမှာ quiver ဖြစ်လာပါတယ်စီးချက်တစ်ချက်ရဲ့တဝက်တန်ဖိုးရှိပါတယ်1 beat မှာ quiver နှလုံးရှိတယ်1 bar အပြည့်တီးတဲ့အခါအမီတစ်ချောင်းရှိတဲ့ quiver note တွေကိုဘင်းတန်းတဒန်းနဲ့ဆက်ရေးနိုင်ပါတယ်1 bar မှာ8လုံးရှိတဲ့အတွက်8 note လို့လည်းခေါ်ပါတယ် quiver note ကိုနောက်ထပ်အမီတစ်ချောင်းတက်လိုက်တော့အမီနှစ်ချောင်းဖြစ်သွားပါတယ်အဲ့ဒါ semi quiver note ပါပဲစီးချက်တစ်ချက်ရဲ့၄ပုံတစ်ပုံတန်ဖိုးရှိပါတယ်1 bar လုံး semi quiver note တွေတီးတဲ့အခါအမီနှစ်ချောင်းရှိတဲ့ semi quiver note တွေကိုဘင်းတန်း2တန်းနဲ့ဆက်ရေးနိုင်ပါတယ်1 bar မှာ16လုံးရှိတဲ့အတွက်16 note လို့လည်းခေါ်ပါတယ်အချင်းချုပ်တစ်ခါထပ်ရှင်းပြပါမယ် semi brief whole note 4 beat တန်ဖိုးရှိတယ် minim half note 2 beat တန်ဖိုးရှိတယ် crochet quarter note 1 beat တန်ဖိုးရှိတယ် quiver 8 note half beat တန်ဖိုးရှိပါတယ် semi quiver 16 note 1 beat ရဲ့၄ပုံတစ်ပုံတန်ဖိုးရှိပါတယ်ဂီတဆိုတာအတန်တွေကြီးမဟုတ်ပါဘူးတိတ်ဆိတ်ချင်းဖြင့်လည်းလှပတတ်ပါတယ် step ရဲ့စတုထလိုင်းအောက်မှာ4000တုံးလေးကတ်ထားသလိုအုတ်ထုတ်ပြောင်းပြန်လှန်ထားတဲ့ပုံစံဒါ semi brief rest ပါ whole note rest လို့လည်းခေါ်ပါတယ်4 beat စီးချက်4ချက်ရနာတယ်semi brief စီးချက်4ချက်တန်ဖိုးရှိတယ်
semi break rest စီးချက်၄ချက်ရပ်နားမယ် step ရဲ့တတိယ line အပေါ်မှာ4000တုံးလေးတင်ထားသလိုအုတ်ထုတ်အတဲ့ပုံစံဒါ minion rest ပါ have no rest လို့လည်းခေါ်ပါတယ် 2 beat စီးချက်2ချက်ရပ်နားပါတယ် minion စီးချက်2ချက်တန်ဖိုးရှိတယ် minion rest စီးချက်2ချက်ရပ်နားမယ် crochet rest ဇက်လိုလို3လိုလိုသင်္ကေတလေးပါ quaterno rest လို့လည်းခေါ်ပါတယ်1 beat စီးချက်တစ်ချက်ရပ်နားတယ် crochet စီးချက်တစ်ချက်တန်ဖိုးရှိတယ် crochet rest စီးချက်တစ်ချက်ရပ်နားတယ် quiver rest ကတော့7ပုံစံလေးပါ8 no rest လို့လည်းခေါ်ပါတယ် happy စီးချက်တစ်ဝက်ရပ်နားပါတယ် quiver စီးချက်တစ်ဝက်တန်ဖိုးရှိတယ် quiver rest စီးချက်တစ်ဝက်ရပ်နားတယ် semi quiver rest 7နှလုံးစင်ပုံစံသင်္ကေတလေးပါ16 no rest လို့လည်းခေါ်ပါတယ်စီးချက်တစ်ချက်ရဲ့4ပုံတစ်ပုံရပ်နားပါတယ် rhythm guitar အတွက် notation ရေးတဲ့အခါ melodic note တွေနဲ့ကွဲပြားအောင် note ခေါင်းတွေကို4000ပုံစံရေးကြပါတယ်။အဲ့ဒီ4000ပုံ note ခေါင်းလေးတွေကို slash notation လို့ခေါ်ပါတယ်။ပုံစံမဲကွဲတာပါတန်ဖိုးကတော့အတူတူပါပဲ။ tempo ဆိုတာတေးသွားရဲ့အမြန်နှုန်းဖြစ်ပါတယ်။ tempo ကိုအီတလီစကားလုံးတွေနဲ့ဖော်ပြသလို metronomic BPM ဖြင့်လည်းဖော်ပြပါတယ်။ BPM ဆိုတာ beat per minute တစ်မိနစ်မှာစီးချက်ဘယ်လောက်ရှိသည်ကိုဖော်ပြပေးတဲ့အမှတ်အသားဖြစ်ပါတယ်။ grave BPM 20မှ40အတွင်းခရုတကောင်သွားနေသလိုအလွန်နှီးကွေးသောအရှိန်လာကို
BPM 40မှ60အတွင်းလေးတကောင်သွားနေသည့်အချိန်မျိုးAdagio BPM 60မှ86အတွင်းစင်တကောင်တလန်းချင်းသွားနေသည့်အချိန်မျိုးAndante BPM 86မှ108အတွင်းပင်ကွင်းတကောင်လူတရာပုံမှန်လမ်းလျှောက်သည့်အချိန်မျိုး Moderato BPM 108မှ120အတွင်းမြင်းတကောင်တက်သွက်လေးရှောက်နေသည့်အချိန်မျိုး Allegro BPM 120မှ160အတွင်းသမင်တကောင်တွတ်တွတ်လက်လက်ပြေးလွှားနေသည့်အချိန်မျိုး Presto BPM 168မှ200အတွင်းစက်တစ်တကောင်ပြေးနေသလိုအချိန်မျိုး Prestissimo BPM 200နဲ့အထက်ဟန်းနင်းတက်ကလေးတကောင်တောင်ပန်ခတ်သလိုမြင်းတောင်မမြင်ရလောက်အောင်မြန်သည့်အချိန်မျိုးဂီတနှုတ်စာရွက်တွေမှာပုံစံ3မျိုးဖြင့်တွေ့ရနိုင်ပါတယ်အီတလီဝေါ်ဟာရတစ်မျိုးတည်းဖြင့် BPM တစ်မျိုးတည်းဖြင့်အီတလီဝေါ်ဟာရနှင့် BPM 2မျိုးလုံးဖြင့်Rapid ဆိုတာနောက်တစ်ခါထပ်တီးတာပါတူညီတဲ့တန်စင်ပိုက်တွေကိုအချိန်ချင်းထပ်မရေးပဲ Rapid sign ကိုအသုံးပြုပါတယ် Colon sign ဖြင့်ရေးပါတယ်အဲ့ဒီအဆက်ကလေးနှစ်ဆက်တွေ့ရင်နောက်တစ်ခါထပ်တီးရပါမယ်နှစ်ချိန်ထပ်ပိုတဲ့အခါmultiply sign ကိုသုံးပါတယ်၄ခေါက်6ခေါက်8ခေါက်12ခေါက်ဒါဆိုရင်၄ခေါက်တီးမယ်ဒါဆိုရင်8ခေါက်တီးမယ်ဒါကိုတော့ရှေ့ပိုင်းတန်စင်တူပြီးနောက်ပိုင်းကွဲပြားတဲ့တန်စင်ပိုက်တွေမှာအသုံးပြုပါတယ် alternate ending first and second ending 1-2 ending လို့လည်းခေါ်ပါတယ်ပထမအကျဉ်း1ကိုတီး repeat ဒုတိယအကျဉ်း1ကိုမတီးတော့ပဲ2ကိုတီးရတယ်